ဒီနာနေ12နာရီဖွင့်နေလကားဝင်ယူလိုက်နော်ဝင်ကြည့်လကားတက်ပြမှာမကြည့်မယ်လုံးမှန်လေးတစ်လုံးအနေနဲ့နော်ဒီနှစ်ရယ်ဒီရှိနှစ်ရှိနှလုံးပေါင်းခြင်းနှစ်ရှိနှလုံးပေါင်းခြင်းဒီ3ညနော်နှစ်ရှိနှလုံးပေါင်းခြင်း3ညပိုင်းကိုပါထားတယ်ဆိုတော့3ည9လုံးမှန်တစ်လုံးအနေနဲ့ပြ9ရယ်1ရယ်ပေါင်းခြင်းဒီနော်9ရယ်ဒီ1ရယ်ပေါင်းခြင်းဒီ3ညပါဒီမှာ3ညနှစ်နော်2ရယ်ဒီ4ရယ်ပေါင်းခြင်းဒီ6ပိုင်း6ပိုင်းကိုဒီမှာ26ဆိုပြီးထွက်ထားနော်2ရယ်ရှိရယ်ပေါင်းခြင်းဒီ3ညပိုင်းကို3ည9ထွက်တယ်9ရယ်1ရယ်ပေါင်းခြင်းဒီ3ညပိုင်းကို3ည2ထွက်တယ်2ရယ်4ရယ်ပေါင်းခြင်းဒီ6ပိုင်းကို2 6ဆိုပြီးတော့ထွက်ထားပါတယ်နောက်တစ်ဆိုင်မှာဆိုရင်ဒီ3ရယ်ဒီ4ရယ်ပေါင်းခြင်းဒီ3 4နော်ပေါင်းခြင်းဒီ9နက်ကဒီ3ညပိုင်းနောက်တစ်ဆိုင်မှာ8ရယ်6ရယ်ပေါင်းခြင်းဒီ4နက်ကဒီ2ပိုင်း9ရယ်5ရယ်ပေါင်းခြင်းဒီ9ရယ်5ရယ်ပေါင်းခြင်းဒီ4ပါ4ရယ်နက်ကဒီနော်2ပိုင်းပါတနင်္လာနေ့ကြာမယ်လုံးမှန်ဒီ2ရယ်ဟာလား3ရယ်ပေါင်းခြင်းဒီ2ရယ်3ရယ်ပေါင်းခြင်းဒီ5ပါ5နက်ကဒီ3ပိုင်းနော်3ပိုင်းဟုတ်ပြီ5နက်ကဒီ3ပိုင်းနော်ဒီနှလုံးပေါင်းခြင်း8ရယ်2ရယ်ပေါင်းခြင်းဒီ3ညပိုင်းကို9နက်က3ည3ညလုံးပိုင်းပတ်ဒီအနေနဲ့ဆိုလို့ရတယ်1ရယ်9ရယ်1ရယ်9ရယ်နှလုံးပေါင်းခြင်း3ညပိုင်းကို8 6နှလုံးပေါင်းခြင်း4နက်က2ပိုင်း3ညပိုင်း2ပိုင်းဆိုတော့3ည2ထွက်သွားတယ်4ရယ်2ရယ်နှလုံးပေါင်းခြင်းဒီ6ပိုင်းပါနော်6ပိုင်းပါ4ရယ်2ရယ်နှလုံးပေါင်းခြင်းဒီ6ပိုင်းကို9 5နှလုံးပေါင်းခြင်းဒီ4ရယ်နက်ကဒီ2ပိုင်း6ပိုင်းကြတော့2 6ဆိုပြီးထွက်တယ်အဲ့လိုပုံစံပြီးမှဆိုရင်6ရယ်6ရယ်ပေါင်းခြင်းဒီ6ရယ်6ရယ်ပေါင်းခြင်းဒီ2ပါနော်2ပါနော်2ပိုင်းပါ2ပိုင်းကို2ရယ်3ရယ်ပေါင်းခြင်းဒီ9ရယ်နက်ကဒီ3ပိုင်း2ပိုင်း3ပိုင်းကို2ပိုင်း3ပိုင်းဘာထွက်မလဲနော်2 3တစ်ခါကောင်းထွက်မလား2 3ထွက်မလားဟိုတကောင်အနေနဲ့2 3ရှိမယ်ဟုတ်ပြီတနေ့ကုန်ပတိတစ်လုံးအနေနဲ့ဒီနှလုံးပေါင်းခြင်းက1ပိုင်းဒီနှလုံးပေါင်းခြင်းက6ပိုင်းနှလုံးပေါင်းခြင်းက9ပိုင်းနှလုံးပေါင်းခြင်းက9ပိုင်းဒီနှလုံးပေါင်းခြင်းက2ပိုင်းဒီနှလုံးပေါင်းခြင်းက10ပိုင်း8 3 8 2